မန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းမှာမင်းဘာလို့ရိုင်းလဲဟာတိန်ကွာငါအဲ့ဒါနောက်တော့ကိုတော့ဘာလူမျိုးလဲဟုတ်ပါတယ်ဒီမှာဘာလူမျိုးလဲလူမျိုးကိုပြောလိုက်လူမျိုးကိုပြောလိုက်လူမျိုးကိုပြောလိုက်အဲ့မှာတိန်မှာဒီမှာအင်းကြီးကုန်းကျောင်းကြီးပါအဲ့မှာဇေဒီလည်းအများကြီးပါအဲ့မှာတိန်မှာကိုတော်တို့ဆိုရင်အမဖက်နဲ့တောင်မှအဝေးရချွတ်ပါတယ်နော်တိန်ကိုဒါဗုဒ္ဓမန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းမှာမင်းဘာလို့ရိုင်းလဲဟာတိန်ကွာငါအဲ့ဒါနောက်တော့ကိုတော့ဘာလူမျိုးလဲဟုတ်ပါတယ်ဒီမှာဘာလူမျိုးလဲလူမျိုးကိုပြောလိုက်လူမျိုးကိုပြောလိုက်လူမျိုးကိုပြောလိုက်အဲ့မှာတိန်မှာဒီမှာအင်းကြီးကုန်းကျောင်းကြီးပါအဲ့မှာဇေဒီလည်းအများကြီးပါအဲ့မှာတိန်မှာကိုတော်တို့ဆိုရင်အမဖက်နဲ့တောင်မှအဝေးရချွတ်ပါတယ်နော်တိန်ကိုဒါဗုဒ္ဓဘာသာမှန်တိန်ဆိုရင်သိရပါတယ်နော်တိန်ဆိုရင်သိရပါတယ်ဖုံးကြီးကိုလည်းလုံးပါတယ်တက္ကမနော်တော်တဲ့ကဗီဒီယိုရိုက်ထားလို့ဗီဒီယိုတက်တဲ့ယူလိုက်လို့မဖုံးအောင်ကွဲပါတယ်ဒီမှာဝင်နဲ့ပေါက်ပြပါမယ်ဝင်နဲ့ပေါက်ဒီမန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းအဲ့တက္ကနဲ့တက္ကမဒီမှာဒီကဖောက်ပါတယ်ဒီကတော့ဖောက်ပါတယ်ဒီကတော့ဖောက်ပြီးတော့ဝင်ပါတယ်ဒီမှာဖက်နက်ပါကျန်နေတယ်ဒီမှာဖက်နက်ဟာတက္ကမရဲ့ဖက်နက်ဒီကဝင်လိုက်မှာသူတို့လာတာဒီဘက်ကတောရဲလာပါတယ်ဒီဘက်တောရဲနဲ့ဖြည်းဖြည်းချင်းဒီကနဲ့တက်ပါတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒီကနဲ့တက်ပါဒီကတက်ပြီးတော့ဒီရောလူတွေကြည်သေးတာထုံးကြီးတွေကကြည်သေးပါတယ်ကြည့်ပြီးမှတက္ကမဟိုးဘက်မှာကတ်နေပါတယ်တကားဒီဟာကိုဖောက်ပါတယ်ဖောက်ပြီးမှတယောက်ဝင်ပြီးတော့နောက်တစ်ယောက်ကဝင်ပါတယ်ဒီမှာဖက်နက်ပါဒီမှာပါခုနတကားရဲ့တကားမရဲ့ဖုံးရုပ်လည်းလုံးပါတယ်နော်မန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းပါနော်မကိုတော့ပါ